အိုမင်းချင်းမရှိပဲငယ်ရွယ်နှုတ်ပြမှုကိုတဖန်ပြန်ရတဲ့ငါးပွက်မင်္ဂလာပါပဲတက်ကြီးတို့ရေမသိနိုင်သောငါးပွက်လို့လူသိများတဲ့ထာရီထောဆယ်ဒိုနီယိုင်းဆိုတဲ့ငါးကိုကြားဖို့ကြပါသလားဒီနေ့ဗီဒီယိုလေးမှာတော့အဆိုပါငါးရဲ့ဇေဝကမ္မဖေတာထို့ကြသောဆဲပြောင်းလဲမှုဖြစ်စဉ်နဲ့ဂေဟစနစ်အပေါ်သက်ရောက်မှုစတဲ့အရာတွေကိုကဏ္ဍစုံခွဲပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဦးတစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ရွှေသီးကွာအလားတိုင်းမဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကြောင်းအများကိုပေးတဲ့များအတွက်အများလိုတဲ့ဆက်ပေးသွားမှာဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လေတောင်းဆိုလိုက်ရပါတယ်ဗျာကမ္ဘာပေါ်မှာရှိတဲ့သက်ရှိအားလုံးဟာမွေးဖွားခြင်းကြီးပြင်းခြင်းအိုမင်းခြင်းနဲ့သေဆုံးခြင်းဆိုတဲ့တဘာဝနိယာမအတိုင်းလဲပတ်နေကြရပါတယ်ဒါပေမဲ့ဒီနိယာမကိုစန့်ကျင်ပြီးတော့မသိနိုင်သောဂုဏ်ပုဂ္ဂိုလ်ပိုင်ဆိုင်ထားတဲ့တတ္တဝါတစ်မျိုးပင်လယ်ရေအောက်ထဲမှာရှိနေပါတယ်အဲ့ဒါကတော့ထာရီထောဆယ်ဒိုနီယိုင်းလို့ခေါ်တဲ့ငါးပွက်အသေးစားလေးပဲဖြစ်ပါတယ်အဆိုပါငါးပွက်ကို1880ပြည့်နှစ်ကမြေထဲပင်လယ်အတွင်းစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်၎င်းကအလွန်သေးငယ်ပြီးတော့အချင်း 4.5 မီလီမီတာခန့်သာရှိတဲ့အတွက်လက်သေးကုန်ခန့်သာရှိပါတယ်အကြီးအောင်ရှိပြီးတော့ခေါင်းလောင်းပုံသဏ္ဍာန်ရှိကသူ့ရဲ့အတွင်းပိုင်းမှာနေရတဲ့အစာအိမ်ကိုမြင်တွေ့ရနိုင်ပါတယ်ဒါပေမဲ့ပညာရှင်တွေစိတ်ဝင်စားရဆုံးအချက်ကငါးပွက်အများစုကအရွယ်ရောက်ပြီးမျိုးပွားပြီးပါကအသေးဆုံးသွားကြပေမဲ့ထာရီထောဆယ်ဒိုနီယိုင်းဟာအိုမင်းလာတာပဲဖြစ်ဖြစ်အန်ဒီရဲ့ကြုံလာရေးပဲဖြစ်ဖြစ်၎င်းရဲ့ဘဝဆက်ဝန်းကိုနောက်ပြန်လှည့်နိုင်ပါတယ်ဆိုလိုတာကအရွယ်ရောက်ပြီးတဲ့ငါးပွက်ဘဝကနေခလေးဘဝကိုပြန်လဲပြောင်းလဲသွားတာဖြစ်ပါတယ်၎င်းရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ရင့်ကျက်ပြီးသားဆဲတွေကိုမူလအခြေခံဆဲတွေအဖြစ်ပြန်လဲပြောင်းလဲလိုက်ပြီးတော့ခန္ဓာကိုယ်အသစ်ကိုပြန်လဲတိစောက်တာဖြစ်ပါတယ်၎င်းဟာလက်ပြတကောင်ကနေပိုးတလုံးဘဝကိုပြန်ပြောင်းလဲသွားတယ်လို့အံ့ဩစရာကောင်းလာပါတယ်ဒီငါးပွက်ဟာအမြဲတမ်းနောက်ပြန်လှည့်နေခြင်းမဟုတ်ပဲရှင်သန်ရဲ့အစာမရှိတော့တဲ့အခါမှာရေအပူချိန်ဒါမှမဟုတ်စားငံတုံးရုပ်တရက်ပြောင်းလဲတဲ့အခါနဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာတဲ့အခါမျိုးတွေလည်းရှိတတ်ပါတယ်ဒီလိုနဲ့၎င်းဟာသဘာဝအတိုင်းအိုမင်းပြီးတော့သေဆုံးသွားခြင်းမရှိပဲထာဝရပြုံးမြင့်ခြင်းကိုရယူထားတာဖြစ်ပါတယ်မသိနိုင်သောလို့ဆိုပေမဲ့၎င်းတို့ဟာမသိနိုင်သောနတ်ဖျားများတော့မဟုတ်ကြပါဘူး၎င်းတို့ဟာတခြားသောပင်လယ်သတ္တဝါတွေရဲ့စားတော့ခြင်းကိုခံရနိုင်ပါတယ်ယောဂပိုးမွှားများကြောင့်လည်းသေဆုံးနိုင်ပါတယ်ဒါကြောင့်ဇေဝဗေဒအရာအိုမင်းခြင်းကြောင့်မသေဆုံးနိုင်ခြင်းကိုသာဆိုလိုခြင်းဖြစ်ပါတယ်ယနေ့ခေတ်မှာဒီငါးပွက်တွေဟာမြေထဲပင်လယ်သားမကဂျပန်ဖလော်ရီဒါနဲ့ကမ္ဘာအနှံ့ပြားမှာရှိတဲ့ပင်လယ်ရေပြင်များကိုလည်းပြန့်နှံ့ရောက်ရှိနေပြီဖြစ်ပါတယ်ကုန်တင်သင်္ဘောတွေရဲ့ရေလောင်ကန်တွေထဲမှာပါသွားတဲ့အတွက်ကမ္ဘာအနှံ့ရောက်ရှိသွားခြင်းဖြစ်ပါတယ်၎င်းတို့ဟာသေဆုံးခြင်းမရှိဘဲပွားများနေတဲ့အတွက်ပင်လယ်ရေအောက်ဇီဝမျိုးကွဲများအပေါ်လွှမ်းမိုးလာနိုင်တာကိုပညာရှင်တွေကစိုးရိမ်နေကြပါတယ်။ဒါပေမဲ့ပညာရှင်တွေကဒီငါးပွက်ရဲ့ DNA ကိုအပြင်းထန်လေ့လာနေကြပါတယ်။အကြောင်းရင်းကတော့ကင်ဆာရောဂါကုသဖို့ပဲဖြစ်ပါတယ်။ပျက်စီးသွားတဲ့ဆဲတွေကိုပြန်လည်ပြုပြင်တဲ့ဖြစ်စဉ်ဟာကင်ဆာဆဲတွေကိုထိန်းချုပ်နိုင်ဖို့လဲလွန်စွာပေးနိုင်ပါတယ်။လူသားတွေရဲ့ဆဲတွေကိုပြန်လည်နှုတ်ပြစေဖို့ဆေးဝါးများထုတ်လုပ်နိုင်ဖို့ကိုလည်းမျှော်လင့်ချက်ရှိနေပါတယ်။ထိခိုက်သွားတဲ့လူသားအင်ကအစိတ်အပိုင်းတွေကိုပြန်လည်ရှင်သန်စေနိုင်မဲ့regenerative medicine နယ်ပယ်အတွက်လည်းအလွန်အရေးပါလာပါတယ်။ထာရီထောဆယ်ဒိုနီယိုင်းလို့ခေါ်တဲ့မသိနိုင်တဲ့ငါးပွက်ဟာတဘာဝတရားအရာအံ့ဖွယ်အကောင်းဆုံးဖန်တီးမှုတစ်ခုဖြစ်ပါတယ်။၎င်းဟာသေခြင်းတရားကိုအန်တုနိုင်တဲ့တူးတဲ့သောတတ္တဝါဖြစ်ပြီးတော့လူသားတို့ရဲ့သိပ္ပံနဲ့စေပညာကဏ္ဍမှာကြီးမားတဲ့လမ်းစာတစ်ခုကိုပြသနေပါတယ်။တဘာဝတရားရဲ့ဒီလိုသိငယ်တဲ့တတ္တဝါလေးထံကနေကျွန်တော်တို့သင်ယူရမယ့်ရှုဝတ်ချက်တွေကတော့ယနေ့ထပ်တိုင်းကြန့်ရှိနေသေးတာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။